6ကို9လားသူကထိုင်ငုံနေပေါ့နော်ငါပြောတယ်ဘာဖြစ်လဲအဲ့တို့တရားထိုင်ငုံနေတာလေလို့ငါအဲ့လိုပြောတယ်ပေါ့နော်6ကို9ဟုတ်တယ်အဲ့ဒီ6ကို9တကွဲရတယ်သူမျိုးလူကြိုက်များတယ်ဒီလား6ကို9ငါဆက်ထဲမှာဒီတကွဲပဲကျမသွားထုတ်လိုက်ကျမကူထားပြီးပေါ့နော်6ကို9ပေါ့နော်ကူထားပြီးဒါမဲ့ထိုးကောင်းမလားမထိုးကောင်းမလားအဲ့ဆိုကျမအိမ်မဲနဲ့ကိုတိပဲအဲ့လိုမျိုးဆိုတော့6ကို9ညာကဟိုဦးလေးတယောက်သူလာပေးတယ်တော့6ကို9ပါတာပေါ့နော်ဟိုထထင်းမှာပေါ့နော်6ကို9ပါတယ်ကျမကူလဲနေရတာပေါ့နော်အဲ့ဒါကျမအိမ်မဲနဲ့ကိုတိပဲ6ကို96ကို9ထုတ်ကြည့်မယ်အဲ့ဆိုဟုတ်တယ်50ဖြစ်လောက်တက်ရဖြစ်လောက်အဲ့လောက်ထုတ်ကြည့်ဝင်6ကို9ဘလို့တွေ့ပေးရတာလဲသူထိုင်ငုံနေမြေကြီးအဲ့လိုမျိုး6ကို9လားနာနေပါထွေးရမယ်6ကို9ဟုတ်တယ်အဲ့ဒီကနာတဘောကြားတယ်ဘုနော်โอเคဒီနေ့6ကို9ကောင်းတယ်အဲ့ဆိုဒီနေ့တွားထုတ်လိုက်မယ်ဘုနော်6ကို9ဟုတ်တယ်အဲ့ဒီမျိုးတခါမှမမဲဘူးနဲ့အဲ့ဒီအတူတရထိုင်ငုံနေရတာနဲ့ဟာအဲ့ဒီအိမ်မဲအဲ့ဒါနောက်ပိုင်းစောဘုနော်သူထိုင်ငုံပြီးတော့ကျမဘယ်သွားမှမသိဘူးကျမလည်းပြေးတဲ့တငယ်ချင်းနဲ့ပြေးဆိုတော့ကျမနိုးလာပြီဘုနော်သူထိုင်ငုံတယ်ပေါ့ရင်တော့မပူပေးရမှာပေါ့6ကို9ဟဲ့ကိုနှလုံးဆိုကို9ဆိုကောင်းလာဘောနော်ကို9ဆိုတော့အဲ့ဒီကို9နှလုံးဆိုတော့ပိတ်ကနေတိလားပတ်ထိုးကြည့်လိုက်တို့ပိတ်တယ်ကို9ငါကိုဒီချက်ကနေကြည့်တာတကွဲပဲလား6ကို9နော်အဲ့ဒါကြောင့်ပေါ့ထိုးကြည့်ဘနော်တကယ်ချင်းရေကျမအိမ်မဲနဲ့6ကို9ဘနော်ထိုးကြည့်ဘနော်အဲ့ဒါမဲဘယ်လိုပြောလဲကိုကံဘနော်ကံဘဒါမဲ့ကျမညတဲ့ပဲဖျားစစ်ခိုးတာဘနော်ကိုကံဘဟိုတခါကကျမအိမ်မဲနဲ့ဆိုတော့စစ်တလုံးပါတယ်ဘနော်ကျမပြောပြီးဘနော်ငါအိမ်မဲရတာညလားအမတွဲပေးရတာဆိုတော့သူပြောတယ်ဗဖြစ်တဲ့နေ့ဆဆမပေးတာလဲသူပြောတယ်စစ်ပါတယ်နဲ့သူပြောတယ်တော့နေတပါစစ်လာမင်းနဲ့ဟုတ်တာပဲနဲ့စစ်လာမကဘူးနှလုံးသားပူးနေရတာအရင်တပါဘနော်သူပြောတယ်နေပြောတယ်တော့ကြလာသူပြောတယ်ဒီတပါတော့စစ်လာမယ်နဲ့အမကြီးပြောတယ်ဟုတ်လားထိုးထားတာတော့စစ်မပါဘူးနော်ကိုအိမ်မဲနဲ့ဆိုမှဟိုအရင်တပါလို့ဟိုပြောပြရလို့နောင်ကြနေရတာဘူးနော်နောင်ကြနေရလားသူပြောတယ်ဗလေကျမအခန်းမှာကျမအိမ်မဲနဲ့ပလိဝင်လာတယ်အရင်တပါကဘူးနော်ပလိဝင်လာတယ်အဲ့ဒီမျိုးကျမအိမ်မဲနဲ့ဘူးနော်အိမ်မဲနဲ့ဆိုတော့ကျမအခန်းမှာပလိဝင်လာရတယ်ဆိုတော့အမပြောတယ်အဲ့ဒါပလိတော့သူပြောတယ်စစ်အဲ့ဒီမျိုးစစ်သူပြောတယ်ကိုကမသိဘူးအဲ့ဒါကိုအိမ်မဲဆိုတော့မသိဘူးနော်အရင်တပါကကျမအိမ်မဲတော့ကျမအခန်းမှာပလိဝင်လာတယ်အမပြောတယ်လို့စစ်ပါမယ်တဲ့သူပြောတယ်စစ်အဲ့ဒီမျိုးမသိဘူးလေအဲ့ဒါစစ်ပါတယ်ကိုကမသိဘူးတကယ်ပဲအရင်တပါကစစ်လာရတာပေါ့ဒီတပါဆိုတော့ငါအိမ်မဲရတာဆိုတော့အဲ့ဒီအတူတရားထိုင်ငုံနေရတာပေါ့နော်အဲ့ဒီမျိုးပေါ့နော်ထိုင်ငုံနေတယ်သူကအဲ့ဒီမျိုးသူမျက်ရည်ကျတယ်ပေါ့နော်အဲ့ဒီမျိုးအဲ့ဒါကြောင့်အဲ့ဒါနောက်ဆိုတော့အဲ့ဒါပဲကျမနိုးလာပြီအဲ့ဒီမျိုးတဘောကြတယ်ပေါ့နော်ခုနကလည်း6 9အဲ့ဒါတဘောကြအဲ့ဒီကနန်တကွဲတဘောကြပါတယ်
chip ဒီတပါပေါက်မယ်ဆိုလို့ဒူရင်ဒီစားချင်တယ်ဒူရင်ဒီစားရှိတယ်ဒူရင်ဒီကလည်းစစ်ကြီးမှကြီးတယ်အရင်စစ်ကြီးရဲ့တကီတရားကျော်လာနေရလည်းမသိလို့အိုးတလုံးဆိုတော့300ကျော်လာအဲ့လိုမျိုးပေါ့နော်နားနေအောင်ပေါ့နော်ကျမမဲ့အောင်ကျမပြန်ရေးမယ်ပေါ့နော်ခုနကပေါ့